passport တက်တန်းပေါ့လေတစ်နှစ်ပဲရှိရလို့တစ်နှစ်ပဲရှိတဲ့ passport ကိုတိုကျိုမြန်မာတန်ရုံးကတက်တန်းမတိုးပေးဘူးတက်တန်းမတိုးရေးပေးတဲ့အပြင်ပေါ့လေသူကမှတ်ချက်အနေနဲ့ passport စာအုပ်တစ်နှစ်တည်းမြန်မာပြည်ပြန်တိုးရပါမည်ဆိုပြီးတော့မှတ်ချက်ပေးထားတယ်တန်ရုံးနဲ့တိုးလို့မရပါလို့လည်းရေးထားတယ်ပေါ့လေညွှန်ကြားချက်အရာလို့လည်းရေးထားတယ်ပေါ့လေအဲ့တော့ပေါ့လေ passport တက်တန်းတစ်နှစ်သမားတွေကတကူတကအခွန်တွေဆောင်ပြီးတော့တွားပြီးတော့မြန်မာတန်ရုံးကိုကြိုပြီးတော့ငွေလွှဲတာလို့ဘာလို့လဲမလုပ်နဲ့ပေါ့လေတိုးလို့လည်းမရဘူးပေါ့လေသူတို့ဘက်ကတိုးတာကိုလက်မခံဘူးလို့ပြောတယ်ပေါ့လေအဲ့မြန်မာပြည်ပြန်ပြီးတော့တိုးဖို့ဆိုတာလဲအဲ့လောက်ကြီးလွယ်ကူနေတာမဟုတ်တဲ့အတွက်ပေါ့လေ passport တက်တန်းပြက်ပြီးတော့ပေါ့လေအခက်အခဲရှိတဲ့လူတွေများနိုင်တယ်ပေါ့လေpassport တက်တန်းမရှိလဲဗီဇာတက်တန်းတိုးလို့ရတယ်ပေါ့လေအကျိုးအကြောင်းပေါ့လေတေချာလီယူရှိုးရေးပြီးတော့ဂျပန်လာဝကမှာတက်တန်းတိုးလို့ရတယ် passport တက်တန်းမရှိလဲပဲနိုင်ငံခြားသွားလို့ရတယ်ဆိုင်ယူကိုကူကျိုကာရှိုးဆိုတဲ့စာအုပ်ကိုထုတ်ပြီးတော့နိုင်ငံခြားသွားလို့ရပါတယ်ဒါကြောင့်မို့လေ passport တက်တန်းအရေးကြီးလားဆိုတော့မရှိတာတော့ကောင်းတယ်ပေါ့လေမရှိတော့လေနိုင်ငံခြားသွားလို့မရဘူးလားဆိုတော့နိုင်ငံခြားသွားလို့ရတယ်ဗီဇာတက်တန်းတိုးလို့မရဘူးလားဆိုဗီဇာတက်တန်းတိုးလို့လည်းရတယ်ဒါပေမဲ့နိုင်ငံခြားသွားရင်တော့နည်းနည်းအခက်အခဲရှိတယ်ဗီဇာကြိုလျှောက်ရတယ်ထိုင်းသွားမယ်ဥပမာပြ passport တက်တန်းရှိတယ်မြန်မာ passport ဆိုရင်ထိုင်းဆိုရင်ဆိုက်ရောက်နှစ်ပတ်ရတယ် passport တက်တန်းမရှိတဲ့ re-entry စာအုပ်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ကြိုပြီးတော့ထိုင်းတန်ရုံကိုဗီဇာရင်ကြိုလျှောက်ပြီးတော့ဗီဇာကားတွေပဲပေးပြီးတော့မှဗီဇာရတော့မှသွားလို့ရတယ်ဗောလေနည်းနည်းအခက်ခဲတော့ရှိတယ် passport တက်တန်းမရှိဘူး passport မရှိတာတော့နည်းနည်းတော့အခက်ခဲရှိတယ်ဆိုပေမဲ့တက်တန်းတိုးလို့လည်းရတယ်ဗီဇာတက်တန်းတိုးလို့လည်းရတယ်နိုင်ငံခြားလည်းထွက်လို့ရတယ်နော်